ချိန်ကကုစားသွားပါလိမ့်မယ်ဆိုတာကိုအင်္ဂလိပ်လို time will heal time will heal အချိန်ကကုစားသွားပါလိမ့်မယ်ဟုတ်ပြီအဲ့ဒီဟာကိုကျွန်တော်တို့ဒီစကားပြောတဲ့အခါမှာဘယ်လိုမျိုးတွဲသုံးလို့ရလဲဆိုရင်ဒီကွဲအနေတဲ့နှလုံးသားကိုအချိန်ကကုစားသွားပါလိမ့်မယ်ဆိုတာကို time will heal broken hearts time will heal broken hearts ကွဲအနေတဲ့နှလုံးသားကိုအချိန်ကကုစားသွားပါလိမ့်မယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဒီနောက်ထပ်ဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ဘာမှမစိုးရိမ်နဲ့မင်းရဲ့နာကျင်မှုတွေကိုအချိန်ကကုစားသွားပါလိမ့်မယ်ဆိုတာကို don't worry time will heal your pain don't worry time will heal your pain ဘာမှမစိုးရိမ်နဲ့မင်းရဲ့နာကျင်မှုတွေကိုအချိန်ကကုစားသွားပါလိမ့်မယ်ကျွန်တော်တို့အဲ့လိုပြောလို့ရတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်သူမကအခုအရန်ကိုဝမ်းနေနေတာဒါပေမဲ့လို့အချိန်ကသူမရဲ့နာကျင်မှုတွေကိုသူမရဲ့ဝမ်းနေမှုတွေကိုကုစားသွားပါလိမ့်မယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် she is very sad now but time will heal her she is very sad now but time will heal her သူမအခုအရန်ကိုဝမ်းနေတယ်ဒါပေမဲ့လို့အချိန်ကသူမရဲ့ဝမ်းနေမှုတွေကိုကုစားသွားပါလိမ့်မယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုကိုခန်းစားလို့နာကျင်ရလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအချိန်ကကုစားသွားပါလိမ့်မယ်လို့ကျွန်တော်တို့ကပြောချင်တဲ့အခါမှာကျွန်တော်တို့က time will heal လို့ကျွန်တော်တို့ပြောလို့ရတယ်